စိတ်စရာမလို့ဖီလာမထိုးကြိုးမထိုးပဲနဲ့10နှစ်စာလူပြိုခြင်းလို့ရပါသလားအဖြေကတော့ရပါတယ် Biostimulator လို့ခေါ်တဲ့နောက်ဆုံးပေါ် aesthetic treatment အလှပဆိုင်ရာကုထုံးတစ်ခုရှိနေပါပြီ Biostimulator ဆိုတာကကြိုးကြီး effect မျက်နှာကိုပင့်တင်တဲ့အာနိသင် volumizing လို့ခေါ်တဲ့မျက်နှာရဲ့ခြိုက်နေတဲ့နေရာတွေကိုဖြည့်ပေးတဲ့ filler ရဲ့အာနိသင်နံပါတ်3ကတော့မျက်နှာရဲ့အရေးပြားအပေါ်ရဲ့အရေးပြားကိုသားရဲ့ကြည်လင်တင်းရင်းစေတဲ့ skin booster အာနိသင်နောက်ဆုံးတစ်ခုကတော့ anti wrinkle လို့ခေါ်တဲ့အရေးအကြောင်းတွေကိုရောပါသက်သာစေတဲ့အာနိသင်ဒီလိုမျိုး၄မျိုးကိုစေတစ်မျိုးနဲ့ရရှိနိုင်တဲ့တကယ်ကို result အကောင်းဆုံးအတန်ဆုံးနောက်ဆုံးပေါ်ကုထုံးတစ်မျိုးပဲဖြစ်ပါတယ်ဒါအပြင် Biostimulator မှာကြိုးပေါင်း1400အာနဲ့ညီမျှတဲ့ collagen ထွက်နှုံးကိုလှုံ့ဆော်ပေးတဲ့အာနိသင်တွေပေါင်နဲ့တွက်ချမို့လို့ကိုယ့်ရဲ့မျက်နှာလေးကိုသဘာဝအဆန်ဆုံးကြက်တည်အရှိဆုံးလှပတင့်တယ်လေးစီမှာအမှန်ပဲဖြစ်ပါတယ်မြန်မာပြည်မှာတော့ Biostimulator အမျိုးအစား5မျိုးလောက်ရှိပြီးတော့ကျမတို့ဒေါက်တာသဲစီကန်းမှာတော့ Skatra, Atragon, Juvidan နဲ့ Hepla ဆိုပြီးတော့ Biostimulator ၄မျိုးကုထုံးကိုရရှိနေပါပြီတခြား Biostimulator နဲ့ပတ်သက်ပြီးတော့သိချင်တဲ့မေးခွန်းလေးရှိရင်လည်းအောက်က comment box ထဲမှာမေးထားလို့ရပါတယ်ကျမကတော့အလှပရေးရာဆရာဝန်ဒေါက်တာသဲဝင်ဖြစ်ပါတယ်ဒေါက်တာသဲ Aesthetic Clinic ရဲ့ founder လေးဖြစ်ပါတယ်ရှင် Dr. Thay Aesthetic Clinic